မြန်မာလေးတယောက်ကပို့ကိုရီခေါက်ဆွဲချက်နီးလေးမိထားနဲ့အိမ်မှာချက်ပြစ်တာနဲ့ပူးချက်နီးလေးမျှဝေပေးလိုက်ပါတယ်ပိုးကပသိမ်သူဆိုတော့လေပသိမ်ကိုရီခေါက်ဆွဲလေးချက်မှာပါကြက်သားကိုစားမှုန်ဟင်းကမှုန်ထည့်ပြီးတော့ပြုတ်ထားရဲကြက်ပြုတ်ရည်တွေကိုရေ1 လီတာခွဲခန့်မှန်းကြည့်ထည့်ရဲကိုမို့ကိုထမင်းစားစုံးနဲ့2 စုံဖြော်ထည့်ရဲကြာကျူးထမင်းစားစုံးနဲ့1 စုံရတာအတွက်ကစားမှုန်ဟင်းကမှုန်တကြားထည့်ပါတယ်ပြီးရင်မီးဖွေပြီးတော့ကိုရီဆူအောင်တည်ပေးလိုက်ရုပ်ပါပဲကိုရီခေါက်ဆွဲချက်မယ်ဆိုရင်အဓိကကိုရီကိုအဆက်မပြတ်တော့မှွေပေးရပါမယ်မဆူမချေးကိုမှွေပေးရပါမယ်နောက်မို့ဆိုရင်ဥကတ်တက်ပါတယ်ပိုးချက်တဲ့အိုးအောင်ကတ်လို့ပိုးအိုးပြောင်းလိုက်ရပါတယ်ဆူလာပြီဆိုရင်ကြက်ဥတစ်လုံးကိုဖောက်ထည့်ပြီးတော့အခုလိုဇုံးလေးနဲ့မှွေပေးလိုက်ပြီးဆိုရင်ကြက်ဥလေးကအမြင်မြင်လေးတွေရတယ်ဒါဆိုရင်ကိုရီခေါက်ဆွဲရပါပြီခေါက်ဆွဲရတော့ညက်ဖက်ဂျုံခေါက်ဆွဲကြိုက်တာနဲ့စားလို့ရပါတယ်ပသိမ်ကိုရီခေါက်ဆွဲနဲ့တခြားမျိုးကကိုရီခေါက်ဆွဲနဲ့မတူတဲ့အဓိကအချက်ကတော့ပသိမ်ကိုရီခေါက်ဆွဲကငပိထောင်နဲ့မစားပါဘူးငရုတ်သီးစိမ်းကိုဗန်နီလာနဲ့စိတ်ထားတဲ့အချင်လေးရဲ့ဂေါ်ဘီချင်လေးရဲ့အဲ့2မျိုးနဲ့ပဲစားတာပါပသိမ်မှာဆိုရင်တော့စံပြအချက်တွေကစိုင်းတိုင်းလိုမှာလွယ်လွယ်ကူကူဝယ်လို့ရတာကြောင့်အချက်လိုက်ဝယ်ပြီးတော့ကိုယ်တိုင်ညှက်ပြီးတော့စားပါတယ်ရန်ကုန်မှာတော့စံပြအချက်တွေကနေရာတိုင်းမှာလွယ်လွယ်ကူကူဝယ်လို့မရတော့ညှက်ဖက်ကလေးနဲ့ပဲစားလိုက်ပါတယ်ပသိမ်ကိုရီခေါက်ဆွဲရလေပါဝင်ပစ္စည်းရလေတော်တော်လေးရိုးရှင်းတယ်ကြက်သားရဲ့ကြက်သွန်ဖြူကျော်လေးရဲ့တရုတ်နန်နန်လေးရဲ့ငရုတ်သီးစိမ်းအချင်လေးရဲ့ငရုတ်ကောင်းလေးရဲ့ပဲထည့်တာပါကစွန်ရက်တို့ပဲမောက်တို့လည်းမထည့်ဘူးပါဝင်ပစ္စည်းရိုးရှင်းရှင်းလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ပိုးကတော့အတစ်လုံးလေးနဲ့တော့ပြန်စားခြင်းနဲ့ပိုးတအားကြိုက်ပါတယ်လိုက်ချက်စားကြည့်ပါ